အဲ့လေပို့လာတယ်ဟုတ်တယ်โอเคသွားတာတော့ကျူရှင်ပဲဗျာဒီရွယ်ပဲနဲ့ကျူရှင်ကဒီနေ့ပိတ်ပါတယ်ဆိုတော့ဒုတိယကြီးကစားကွင်းရောက်သွားကြတယ်ကစားကွင်းပေါ့ကစားကွင်းဆိုပြီးသွားကြတာဒီလိုမျိုးဖြစ်သွားသည်ကိုမသိလိုက်ဘူးလူဖြစ်သွားလဲဆိုတော့ဆက်သားကြည့်လိုက်တော့ဗျာသူတို့မော်တော်မနှစ်ယောက်ကအစီအစဉ်ပေါ့ဟေးအားလိုက်ဝါဒါဘာတွေဖြစ်ကုန်တာလဲမသိဘူးပြိုရုတ်တရက်ကြီးဆွဲခေါ်သွားတာခံလိုက်ရတာပဲကျွန်တော်တို့အိမ်ရဲ့ဘောစီအဲ့လေပို့လာတယ်ဟုတ်တယ်โอเคကိုကြီးဘာလို့မှမသိဘူးတခုခုဆိုလည်းညိုကြီးတစ်ထောင်ထောင်နေချိုးကြီးငါစားအပေါက်တစ်ပေါက်ကိုတစ်ခုချင်းစီထိုးခြင်းလို့ရဝယ်မှာတဲ့မလွယ်တဲ့ဟာဖဏဖိုးတယ်များမယ်အယုတ်ဖို့ကသမီးလေးဖဏကတော့စိုက်သေးဆိုတော့အယုတ်အထဲလို့မရဆိုင်ရဝန်ထမ်းလည်းရမလားဆိုပြီးတော့မှအသေးဆိုင်ရှိမလားဆိုရှာပေးသေးတယ်ဒါတော့ကျွန်တော်တို့ဘောစီပတ်စံရှင်မှုစောင့်နေတဲ့အချိန်ပေါ့နော်အမကိုကျော်ကြီးတို့ထောင်းမြန်ပြီလည်းညို့ဘာမှမသိပြီးနိုင်ဆရာကြီးအစားဘက်ရောက်ပြန်အောင်စားမစားခင်အပေါ်မှာဒီဟာလေးပါဆိုပြီးလုပ်နေလို့မနေ့ထိလိုက်ရတယ်